ကွဲရဖို့မရှိအောင်တို့ကျွန်တော်အဲကြိုက်ကြီးကြီးမင်းမအဲကျန်ပို့အဲ့ပါရှိတယ်နော် တရားဆိုဘူးမရမစားဘူးစီသူရငါတို့တွေဘုန်းကြီးကအကုန်နေဖြစ်သေးချင်တာပေါ့ကွယ်မူလကတော့မဖြစ်တော့ပါဘူးမူလမဖြစ်တော့ဘူးဆိုတာဘာလို့ခုနေခါပယံဆရာကြီးနဲ့ပိတုကဆရာကြီးကအဲ့ဒီပုံမှန်တိုင်းဘယ်သူမှမလုပ်နိုင်ဘူးနော်အဲ့တော့ဖြစ်တော့ဖြစ်သေးချင်တာပဲကိုဖရားပုံမှန်တိုင်းကတော့မဖြစ်လာတော့ဘူးဆိုတာလည်းအမေကြီးသိနောက်ဖက်နဲ့ပြောဖက်ကတော့ဆိုးတယ်ဆိုတကဘာလုံးကပြန်လဲပြောခွန်လာပြောတယ်လေပြုတ်ပြင်လို့ရခဲ့သည်ရှိတော့လဲစစ်မှန်တော့စန္ဒလူတိုင်းကျင်ထဲမှာမရှိတော့ဘူးအဟောင်းကအဟောင်းပဲအစ်စ်ပြန်ဖြစ်မလာတော့အစ်စ်လုံးပြန်